သွေးတိုးယောဂါဆိုတာနာကျင်မှုမရှိဘဲခန္ဓာကိုယ်ကိုတိတ်တဆိတ်ဒုက္ခပေးတတ်တဲ့တိတ်တဆိတ်လူသက်သမားလို့သိကြပါတယ်။ကမ္ဘာပေါ်မှာလူအများစုကကိုယ်မှာသွေးတိုးရှိနေမှကိုမသိဘဲနေထိုင်နေကြတာပါ။ဒါပေမဲ့သွေးတိုးယောဂါကိုထိန်းချုပ်ဖို့အကောင်းဆုံးနည်းလမ်းကဆေးဝါးတွေတင်မကပါဘူး။ကျမတို့နေ့စဉ်စားတောင်းနေတဲ့အစာတောက်တွေကအဓိကတော့ချက်ပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့သွေးတိုးသမားတွေဘယ်အရာကိုအဓိကရှောင်ရမလဲဘယ်လိုအစာတောက်တွေကသင့်သွေးဖိအားကိုအနေရဖြစ်စေတယ်လဲဆိုတာအသေးစိတ်ပြောပြပေးသွားမှာမို့အဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်။ပထမဆုံးအနေနဲ့လူတိုင်းသိတဲ့စာဒါမှမဟုတ်ဆိုဒီယမ်အကြောင်းပြောကြရအောင်။ဆိုဒီယမ်ဟာခန္ဓာကိုယ်ထဲမှာရေကိုပိုရှင်းအောင်ထိန်းထားတတ်ပါတယ်။အဲ့ဒီရေတွေဟာသွေးကြောတွေကိုရောက်လာတဲ့အခါသွေးပမာဏပိုများလာပြီးသွေးကြောနံရံတွေကိုဖိအားပေးပါတော့တယ်။ကျမတို့မြန်မာလူမျိုးတွေအကြိုက်ငပိငချောင်းငပိရည်နဲ့အချင်းဘတ်တွေကဆိုဒီယမ်ဘုံတွေပါပဲ။ဒီနေ့ကိုစားလက်ဖက်ရည်စွန်းတစ်စွန်းထပ်ပိုမစားသင့်ပေမဲ့ကျမတို့ကတနက်ထဲနေတဲ့အဲ့ဒီပမာဏကိုကျော်လွန်နေတတ်ပါတယ်။ဒါအပြင်အထောက်တွေဘူးတွေနဲ့လာတဲ့အသင်စားခောက်ဆွဲကြောက်တွေမှာတာရှည်ခံဖို့ဆိုဒီယမ်တွေအများကြီးသုံးထားပါတယ်။ဒါကြောင့်ဟင်းချက်ရင်အချုံမုံစက်သားမုံနဲ့စားကိုအတက်နိုင်ဆုံးလျှော့သုံးဖို့လိုအပ်ပါတယ်။ဒုတိယအုပ်စုကတော့ပြုပြင်ထားတဲ့အသားတွေနဲ့အစီတွေပါ။ဝက်ဦးကြောင်ကြက်ဦးကြောင်ဟမ်နဲ့အသားဘူးတွေဟာသွေးတိုးသမားတွေအတွက်အစိတ်လိုပါပဲ။သူတို့မှာစားတယ်မကပဲနှလုံးကိုဒုက္ခပေးတဲ့ကာရှည်ခံဆွေးတွေလည်းပါဝင်ပါတယ်။စီပြန်ဟင်းတွေစီကြောမုံတွေနဲ့တလိပ်ဆန်အဆီတွေဟာသွေးကြောထဲမှာကိုလက်စထရောတွေတက်ပါစေပါတယ်။သွေးကြောတွေကျဉ်လာတဲ့အခါနှလုံးကသွေးညစ်ထုတ်ဖို့ပိုယုံကန်ရပြီးသွေးဖိအားတွေမြင့်တက်လာပါတယ်။အထူးသဖြင့်စီကိုခါတဲ့ပြန်ကြော်တဲ့အကြော်တွေကိုရှောင်ဖို့အထူးအရေးကြီးပါတယ်။လူအများစုသတိမထားမိတာကအချိုတက်ပါတကြားအလွန်ကျော်စားသုံးခြင်းကအဝလွန်စေုံတင်မကပဲသွေးဖိအားကိုဓာတ်ရိုက်တက်စေပါတယ်။အချိုရည်တွေဆိုတာတွေဟာသွေးတိုးယောဂါကိုဖိတ်ခေါ်နေတာနဲ့အတူတူပါပဲ။နောက်တစ်ချက်ကတော့အရက်ပါ။အရက်ကိုအလွန်ကျော်တောက်သုံးခြင်းကသွေးကြောတွေကိုပျက်စီးစေပြီးသွေးတိုးကျစေတွေကိုအာနိသင်တွေကိုလည်းအနှောက်ယှက်ပေးစေပါတယ်။တရက်ကို2ခွက်ထပ်ပိုးတောက်တဲ့အမျိုးသားတွေနဲ့တရက်ကို1ခွက်ထပ်ပိုးတောက်တဲ့အမျိုးသမီးတွေမှာသွေးတိုးယောဂါဖြစ်နိုင်ခြင်းအလွန်မြင့်မားပါတယ်။အနေနဲ့ပြောရမယ်ဆိုရင်တော့သွေးတိုးကိုထိန်းချုပ်ဖို့ဆိုတာအခက်ကြီးမဟုတ်လာပါဘူး။စားလျှော့စားပါပိုတက်ဆီယမ်ကျွဲဝါတဲ့ငပြောသည့်အာလူးနဲ့ဟင်းနူးနယ်လိုအရာတွေကိုစားပေးပါ။ကိုယ်အလေးချိန်ထိန်းပါ။တစ်နေ့ကိုအနည်းဆုံးမိနစ်30လမ်းလျှောက်ပါ။ကျန်းမာရေးဆိုတာငွေနဲ့ဝယ်လို့မရတဲ့ယတနာတစ်ခုပါ။အခုကလေးကစားတောက်မှုပုံစံကိုပြောင်းလဲပြီးကျန်းမာတဲ့အနာဂတ်ကိုတည်ဆောက်ကြပါလို့တိုက်တွန်းချင်ပါတယ်။အားလုံးပဲသွေးတိုးယောဂါကွင်းဝေးပြီးသက်ရှိကျန်းမာကြပါစေရှင်။ကဲဒီဗီဒီယိုလေးကိုနားထောင်ပြီးသွားတဲ့အချိန်မှာလည်းသင်ကိုယ်တိုင်သိမိသားစုသိမိတ်ဆွေတွေမှာလည်းသွေးတိုးယောဂါခံစားနေရတဲ့သူတွေရှိလား။သူတို့တွေဘယ်လိုအစားတောက်တွေကိုအစားများလဲဆိုတာပြောပြပေးသွားပါအောင်နော်။